Hello တကယ်ကြီးအားလုံးမင်္ဂလာပါဗျကျွန်တော်အခုတင်မဲ့ဗီဒီယိုကတော့ရှုခင်းအရန်လှပြီးတော့အပန်းဖြေဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့ကျွန်တော်ပိန်းနေပင်ကျိုးတရားကြီးကိုတကယ်ချင်းတို့မတည်သေးတဲ့တကယ်ချင်းတွေတည်လို့ရအောင်တင်ပေးချင်ပါတယ်ဗျကျွန်တော်တို့ဒီပိန်းနေပင်ကျိုးတရားကြီးကအရန်လှပါတယ်ရှုခင်းနေရာလဲစိတ်အပန်းပြေရတယ်ပေါ့နော်ပြီးတော့တကယ်ချင်းတို့အလဲသွားရင်လည်းပုံလှလာလေးတွေလည်းရိုက်လို့ရပါတယ်ဗျကျွန်တော်တို့ဒီကျိုးတရားကြီးကတော့ပန်းလောင်မြစ်ပေါ်မှာရှိပါတယ်ဗျကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတွေမှာတင်ခဲ့တဲ့ရေတံခွန်ကိုသွားတဲ့နေရာနဲ့အတူတူပါပဲဗျကျွန်တော်တို့အဲ့ဒီရေတံခွန်ကိုအလဲသွားမယ်ဆိုရင်လဲတရား၃နေရာရှိပါမယ်ဗျတစ်ခုကတော့ကျွန်တော်တို့ပန်းလောင်မြစ်ပေါ်ကရေတံခွန်ကြီးကိုဆက်လက်စီးပြီးတော့သွားလဲရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပိန်းနေပင်ကျူရတာပေါ့နော်နောက်ထပ်တစ်နေရာကတော့ကျွန်တော်တို့ဒီတရားကြီးရဲ့အောက်မှာရှိတဲ့ကင်းသားဆယ်ပဲဖြစ်ပါတယ်ဗျတကယ်ချင်းတို့ဒီဘက်ကိုအလဲသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့ဗီဒီယိုတွေမှာစီးခဲ့တဲ့ဆက်လီစိတ်ကနေမစီးချင်ဘူးဆိုရင်လည်းကျွန်တော်တို့ဒီတရားထိပ်မှာဆက်လီစိတ်ရှိပါတယ်ဗျအဲ့ဒီတရားကနေလည်းကျွန်တော်တို့ပန်းလောင်မြစ်ရဲ့ရေတံခွန်တွေရှိတဲ့နေရာကိုဆက်လီစီးပြီးတွားလဲလို့ရပါတယ်ဗျဒီကျိုးတရားကနေဆက်လီစီးမယ်ဆိုရင်တော့ဆက်လီစီးချိန်ပို့ပြီးတော့ကြာတယ်ပေါ့နော်ဆက်လီကိုကြာကြီးစီးချိန်တယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ပေါ့ကျွန်တော်ကွန်မန့်မှာလည်းအဲ့ဒီလေးစိတ်ရဲ့ဖုန်းနံပါတ်လေးတင်ပေးထားပါမယ်ဗျဟုတ်ကဲ့အခုတကယ်ချင်းတော့မြင်ရတဲ့အတိုင်းပါနော်ဒီတရားကြီးကလည်းအရန်လှပါတယ်ကျွန်တော်ကတော့ဒီရေတံခွန်ကလဲလို့ပြန်ပြီးတော့မှပဲဒီကျိုးတရားကြီးကိုဝင်လဲရပါတော့ဒီလာလန်းတိုင်းသွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီကျိုးတရားကိုအရင်ရောက်ပါတယ်ပြီးတော့မှကျွန်တော်တို့ရေတံခွန်ကိုသွားတဲ့ဆက်လေးစိတ်ကိုရောက်ပါတယ်ကျွန်တော်တို့ဒီကျိုးတရားနားမှာဆိုရင်လည်းစားတောက်ဆိုင်တွေဖွင့်ထားတာရှိတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်အခုဒီဗီဒီယိုလေးကကျိုးတရားကြီးအရန်လှလို့ဒါမန္တလေးနဲ့ပြင်ဦးလွင်စကိုင်းအနီးတစ်ဝိုက်ကတငယ်ချင်းတွေနေချင်းပြန်ခီးနဲ့လဲလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မတည်သေးတဲ့တငယ်ချင်းတွေလဲလို့ရအောင်မလို့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ပေးရခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့တငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေလည်းကြည့်ပေးကြပါအောင်နော်ကျေးဇူးပါဘိုင်ဘိုင်